ကိမာဒီမေဆရာတော်ဘုရားကြီးထံကဩဝါဒနဲ့ဒီမောရတရားများကိုနာကြားပြီးတဲ့နောက်တိုင်းတော်များဒီနေ့မှလည်းပဲသူ့အကာရီသီးသီးကို15နှစ်တိုင်တိုင်လားစေကများလူရန်ခဲ့ကြတဲ့အနေများကို900တပါးစပြီးတော့လူရန်ခဲ့တဲ့အလူရှင်တွေ1000ကျော်ရှိပါတယ်ဗျာအဲ့ဒီအလူရှင်များကိုယနေ့စတုဒ္ဓိတာကျွေးမွေးတဲ့သဘောအပြင်အလူရှင်1000ကျော်စာစီစဉ်ထားပါတယ်ဗျာတော့ကြောတော်မူလာရတဲ့ဆရာတော်တရားတော်များကိုလည်းသဘာကမအသိဉာဏ်စီနဲ့ပြန်ပြီးတော့များလူပဲချင်းများလူတန်းပါတယ်ဗျာပြီးတော့လားသင်္ကဲလူရဲ့အတွက်မှာဆရာလေးတွေလည်းပါဝင်နေတဲ့အတွက်ကြောင့်ဆရာလေးတွေဒီနေ့ဆရာလေးအပါ80ခန်းတော့ရှိမယ်တူတယ်ဆရာလေးအပါ80ခန်းကိုလည်းဆွတ်ဆက်ကပ်ပြီးတော့တပါးလေးဝတ္ထုကျမ်းကို1000ကျပ်စီလူတန်းမှာဖြစ်ပါတယ်ဗျာဒီစီစဉ်ကိုလည်းဆရာတော်များကိုတပည့်တော်များရှောက်ထားပါတယ်ဗျာနောက်ဆက်လက်ပြီးတော့တပည့်တော်များခန္ဓာမသိခင်မှာသူကဂါရီသိမိရဲ့သူကဂါရီသိမိဟာဒီလောက်စုမှတ်ပုံနေဖြစ်ပါတယ်နိုင်ငံတော်သမ္မတကြီးဥသိမ်းစေတဲ့တက်မှာနိုင်ငံတော်သမ္မတကြီးရဲ့အကောင်းဆုံးလူကြီးအသင်းဖွဲ့စည်းကိုရရှိထားတဲ့သိမ်းဖြစ်ပါတယ်ဒါကြောင့်ဒီလောက်စုမှတ်ပုံနေဖြစ်တဲ့အတွက်ကြောင့်ဘုရားတပည့်တော်တို့ယခု2025ခုနှစ်ကစပြီးတော့3လပိုင်းအတွင်းမှာဒီလောက်စုမှတ်ပုံနေအစ်စ်ကိုလည်းနေပြီးတော့ဒီတိုင်းဝန်ကြီးဌာနမှာဆက်လက်တင်သွင်းသွားဖို့ရှိပါတယ်ဗျာအဲဒီဒီတော့မှတ်ပုံတွေအတွက်ပြန်ပြီးတော့ယခုဆရာတော်ကြီးများနဲ့အလုံးမှုဆောင်ဘက်ကိုလည်းပြန်ပြီးတော့တခါတည်းဖတ်ကြားရှောင်ထားဖို့ဖြစ်ပါတယ်ဗျာဆရာတော်ကြီးများဘက်ကတော့တပည့်တော်များရသက်ပံဩဝါဒဆရာတော်ကြီးဘုရားကြီးများယခု3ပါးပါဗျာရေသေးဆရာတော်ဘုရားကြီးနဲ့ဒီနေ့မှာဆရာတော်ဘုရားကြီးတို့ပြန်တော်မူတဲ့နောက်မှာရတနာတော်ဆရာတော်ဘုရားကြီးကိုဩဝါဒဆရာတော်ကြီးပြီးတော့ခန့်ထားပါတယ်ဗျာနောက်အလုံးမှုဆောင်ဆရာတွေကဆရာတော်တွေကဣတိကဒရာဣတိကဘောမိတာဆရာတော်ဥပိ္ပဒါပြိဝေသာပြန်တော်မူတဲ့နောက်မှာဒီလိုများရဲ့ဘေးမှာရှိတဲ့ရတနာကရဆရာတော်ဘုရားကိုဒါကအလုံးမှုဆောင်ဖွဲ့ရဲ့အလုံးမှုဆောင်ဖြည့်ပြီးတော့များရှောက်ထားပြီးတော့ခံထားပါတယ်ဗျာ။နိုင်ငံလူကြီးများအနေနဲ့ယခုဒကာကြီးဥစောပဲယခင်နိုင်ငံကြီးများကဘုရုဆောင်နိုင်ငံကြီးများဖြစ်ပါတယ်ဗျာ။ဒကာကြီးဥစောပဲဒကာကြီးဥကျင်နဲ့ဒကာကြီးဥရဲထွေနိုင်ငံကြီးသုံးခုတို့သည်ဘုရုဆောင်နိုင်ငံကြီးများဖြစ်ပါတယ်ဗျာ။ယခင်ထုကြံပြီးပြုလုပ်နေသောဒကာကြီးဥစောပဲအောင်နဲ့ဒကာကြီးဥအောင်ဝတန်းတို့ကိုတပည့်တော်များနိုင်ငံကြီးများဖြစ်တင်သွင်းအတည်ပြုပါလိမ့်ဗျာနောက်တစ်ခုမျိုးမျိုးကဖွဲ့ရဲ့ဥက္ကရာခဲ့တဲ့ဒကာကြီးဥတည်မျိုးလုံးကိုလည်းနိုင်ငံကြီးဖြစ်ပြီးတော့ဗျာခန့်ထားပါလိမ့်ဗျာနိုင်ငံကြီးသုံးပါဗျာခဏဆိုင်ရာများကတော့အော်တိုမီတစ်နိုင်ငံတွေမှာပါပြီးသားပါဗျာအဲ့တော့ဘုရုဆောင်နိုင်ငံကြီးသုံးခုနိုင်ငံကြီးသုံးပါဗျာနောက်အလုံးမှုဆောင်ဖွဲ့နေတဲ့ဒီပုဂ္ဂိုလ်တွေကဥစိုးဝဲဩင္ကထာဥအောင်ကျော်ဘုရားကရာဥက္ကမဝဲတွေးရည်ကိုဥစောကြီးတွဲပဲတွေးရည်ကိုဥတေဗန္ဒာယေကိုဥတန့်စင်တွဲပဲဗန္ဒာယေကိုဥထွတ်တေစီရင်စစ်အလုံးမှုဆောင်ဥခင်လေးစီရင်ကအလုံးမှုဆောင်ဥက္ကမောင်တေအလုံးမှုဆောင်ဖွဲ့ဝဲဥကျော်ဆိုအလုံးမှုဆောင်ဖွဲ့ဝဲတော်ပြည့်ပြည့်ဆိုအလုံးမှုဆောင်ဖွဲ့ဝဲဥအောင်မျိုးတဲ့ကောဥအောင်ကြီးအလုံးမှုဆောင်ဖွဲ့ဝဲတို့ဖြစ်ကြပါလေဗျာအားလုံး12ဦးပါဗျာဆရာတော်တရားတော်များနဲ့တကွာအားလုံးသောအပရိသတ်တို့ကအားလုံးသာရုံသုံးကြိမ်ခေါ်ပေးပါရန်ရိုသေလေးမြတ်စွာဖြင့်လျှောက်ထားပန်ကြပါသည်ဗျာခန္ဓာစီစီနမရှိရာဗုဒ္ဓသာသနာစိရနေနဲ့သုံးကြိမ်ရွဆို၍ခန္ဓာကြီးကိုရုပ်သိမ်းပေးပါရန်လူသည်လေးမြတ်စွာဖြင့်လျှောက်ထားပန်ကြားပါသည်ဗျာဗုဒ္ဓသာသနာစိရနေနဲ့ဗုဒ္ဓ
စီရတိတ်တူလောကသာကတံစီရတိတ်တူကဲအလုံးချမ်းသာချမ်းသာရသနာပြဝကြပါစေဒီစီစဉ်ပြတာနဲ့ဆရာတော်များကိုဒီသစ္စကမှာဖြစ်ပါတယ်ဗျာဒီလားရှင်ဆရာကြီးဆရာလေးများကိုလည်းအောက်ချက်ပါကျောင်းတိုင်းသားများနဲ့ဘုရားဒီပဲဒါဒီသစ္စကမှာဖြစ်ပါတယ်ကဲလူတိုင်းကြားတဲ့လူရှင်များကအားလုံးသုတိတာတွေနဲ့ရှေ့ရဝမ်းတက်တဲ့မှာကျွေးမှုမှာ7နာရီမှာကျွေးမှုမှာဖြစ်ပါတယ်ဒါကြောင့်သူကကာရီဒေသအသင်းများကမိမိတို့ကြားတဲ့တောင်းမှာအဲ့ကျွဆိုရေးနဲ့ရာချထားရေးအဲ့ဒါသမီးရဲ့ကလိုက်ရေးတန်းစီပဲဗျာအောင်ချပြီးတော့ဆောင်ရွက်ပေးဖို့ကျတော်ပြစ်တာရဲ့ကံပညာပါတယ်တော့ဒီမဲ့ကေဒီကျောင်းကရောက်နေတယ်ကျတော်ပြရဲ့ဒီမဲ့ကျောင်းသားကျောင်းသူတွေများကလည်းအဲ့တော့ဘုရားဝိသလာပြီးတော့သူတို့လည်းဒီမဲ့ဆုံးဆောင်ရွက်တဲ့ဘုရားဝိသရောက်ဆောင်ရွက်ပေးဖို့ပြစ်တာရဲ့ကံပညာပါတယ်အဲ့တော့ယခုဇာမဘဲလာပြင်ကြတဲ့ကျောင်းသားကျောင်းသူ150ကျော်နဲ့ရှိပါတယ်